အားလုံးမင်္ဂလာပါအားလုံးပဲ like and subscribe လုပ်ကြပါဒီနေ့ကတော့ကျွန်တော်တို့လေးစနမောင်းကိုတွားပြီးတော့လုပ်မှာပေါ့နော်ကျွန်တော်တို့တန်ကြက်ကာကာကြီးကိုတဲ့ဝယ်ထားပါတယ်တန်ကြက်ကာကာကြီးနဲ့ဝယ်ထားပါနော်ဒါကတော့ကျွန်တော်တို့ရဲ့အမှတ်ပါ radar ပေါ့နော်ကျွန်တော်တို့ကဘာမှတိမ်လိုက်ဘာမှမရှိသေးတဲ့အတွက်ကျွန်တော်တို့ကတော့ဘာမှမလုပ်ဘူးသေးပါဘူး Storm Chase video ပါအားလုံးပဲ like and subscribe လေးလုပ်ပေးကြပါဗျာခဏလေးပါအာရောက်အရှိတ်သွားတယ်တိမ်လိုက်တယ်သိမတွေ့သေးလို့ကျွန်တော်အဲ့မှာတိမ်ရကြီးပေါ်လာတယ်နောက်လည်းအဲ့ကိုသွားဖို့စဉ်းစားလိုက်ပါတယ်ဂျုံကနေတိမ်ရကြီးကပေါ်လာတယ်နောက်လည်းသွားပါတယ်ခြေတက်တက်ကြီးသွားပြီးတော့ခုထိလေးစနမောင်းသတိပေးချက်တိတ်ပြီးမပေးသေးပါဘူးလေးစနမောင်းတော့ရွေးချက်လည်းမပေးသေးဘူးဒါလေးစနမောင်းဖြစ်နိုင်တယ်ဆိုပြီးပြောတွေးလိုက်ပါတယ်လေးစနမောင်းပဲကွာနောက်လည်းတိမ်ကြီးကဖြောက်လိုက်ပေါ်လိုက်ဖြစ်နေတာနောက်လည်းမတွေ့ပါဘူးအရှိမကျွန်တော်စရည်ပြီဆိုတော့နောက်လည်းအရှိတက်တက်ကြီးသွားလိုက်ပါရဲ့အဲ့မှာကျွန်တော်လေထဲကိုလွင့်ပါတော့ပါတယ်ဟေးရောက်လောက်ကြရဟဲ့ဟေးအောင်လေးစနမောဘဲမှာတော့လို့ဟေးအောင်ဟေးစနမောဘဲမှာလဲလို့ဟာရောက်ဘဲကနေပါသွားတာတော့လောက်ကြပါဦးလောက်ကြအောင်ဟဲ့အောင်ငါသေတော့မယ်ထင်နေနော်ဟေးအောင်ဟာဟေးအောင်ဟိုမှာကွာ40နမောင်းကကြီးပဲကျွန်တော်ရဲ့ကားလေးကိုကြီးပါအောင်များတန်ကြက်ကကားလည်းစုပ်ပြတ်သွားပြီတော့ဘာမှလုံးမရတော့ဘိန်းလုံးပေါက်သွားတယ်ဘာမှလုံးမရတော့အဲ့မှာဘိန်းလုံးပေါက်သွားပြီပေါ့နော်အဲ့ဒါလည်းကျွန်တော်လည်း reset လိုက်ပါတယ်ဟိုreset ပြီးတော့ကားတစ်ခုလုံးလိုက်ပါတယ်အဲ့ဒါတော့ Dominator 3ပါလို့ Dominator 3နဲ့ chase မှာပေါ့နော်ဒီကားကျွန်တော်ကြိုက်လို့ပါခဏကားပို့ပြီးတော့အကျန်းခံပါတယ်ဒါပေမဲ့ဒီကားကိုကျွန်တော်ကြိုက်လို့သုံးတာပါခဏနေရာဝဲထပ်ပြီးသွားပါတယ်ကျွန်တော်အဲ့ဒါခဏမလို့ဖြစ်သွားတော့မလို့တော်သေးတယ်အချိန်လွန်ပြီးတော့52မောင်းနဲ့ရောက်တော့မှာပြေးကြဟာနောက်ပြန်ဆုပ်လေရှေ့မှာမင်းဖေးရှိရဲ့ဒါဟာဟိုလွင်ကုန်ပြီဝါရကျိုးတွေရိုက်မယ်တိမ်နေရပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာတိတ်မကောင်းကွာဟာရောကလာဝါရကျိုးတိုင်ပျောက်သွားပြီဟာအေးဟိုဘမှာကားကြီးတွေ့တယ်ဟိုဘမှာကားဟာယုံကြီး52မောင်းငါတို့ကားတွေကစုပ်တာဆွမ်းကျန်းနေငါလိုမျိုးတန်ညက်ကကားကြီးတော့မသိသွားလို့မရဘူးရှိထိနေရရှောင်းရေးဆောင်ရကျန်းနေအာကြီးအော်ယောတွားမရောက်ကဘာဖြစ်တော့တွားသမ်းမှာလို့စိတ်မရှိဘူးအာယောဘာ regenerating ဘာလဲမသိဘူးကွာအဲ့52မောင်းကိုကြည့်အောင်တန်ရက်ကကားကြီးတော့ဆွဲနေရမနဲ့ထိန်မောင်းอ่ะကွာမဖြစ်တဲ့ဘူးကွာအဲ့ဒါကြီးကြတော့ဟဲ့ရောင်မဆွဲနေလို့ကွာဒီလောရတော့အတစ်တွေလဲနေပါတယ်ဒီမှာ52မောင်းရဲ့နောက်ကတ်လာနေโอเคဒီစနမောင်းရတော့အခုတည်းဒီမပြောက်သေးဘူးဒီလေးစနမောင်းနဲ့အကြာကြီးရခုထီတော့မပြီးနိုင်သေးဘူးဟာအသက်ပဲနေကွင်တိုက်လို့တိုက်ကွာငါလဲဟာလမ်းပေါ်မှာတော့ဟာရောင်ရေးလမ်းမှာပိတ်နေတယ်လို့လေးစနမောင်းရ
လုံးအောင်အေးနောက်ဆုံးတော့လေစင်နှမောင်းပျောက်သွားပါပြီမပျောက်သေးဘူးဟင်းဘယ်သူပြောတော့ကြည်ရုံကွာကြာကြီးပဲအောင်ဟာဟိအောင်တိုင်နေကုန်လွင့်ငုံပြီဒီဘက်ကိုလာနေတာဒီဘက်ကိုလာနေတာဟိုဘက်သွားအေးကွာတော်သေးလို့ဒါနော်ဒါဟိုပါဒေါ်လာ200ပေးဝယ်ထားရတာဒီကားကိုပါတော့လုံးဖြစ်ဘူးရဟိုအင်းရမလွတ်ဟိုအင်းကလွတ်တယ်ကွာဒီအိမ်လေးတွေကဘာဖြစ်လဲလဲမသိလွတ်တယ်ဒီဘက်မလာဘူးလားကွာနေစင်တော့ Oh my god အကြီးပဲဒီမှာကြည့်အောင်ကားထိတ်မရောက်ဘာဖြစ်နေတော့လို့စိတ်ကရှည်နေရနော်ဘယ်လိုပြောအဲ့ရမြက်ခင်းပေါ်သွားမရောက်နဲ့ကားသွားရောကွာကားညက်တော့မင်းဖေကအနောက်မှာကားညက်လို့မဖြစ်ဘူးနော်ကြည့်အောင်ကွာအကြီးပဲနေစနေမောင်ရောအိုးလို့ဒေါမနီယာတို့ပြန်စပေါ်ပုံပြီးတော့သွားမယ်ကိုးမယ်ညာဒီခါတော့မတိုက်စင်းနေတော့နော်ကိုလည်းပြောရသေးတာအိုးရောင်ကြည်ရောရောင်ခရမ်းရောင်နေပါပေါ်တယ်နော်အဲ့ခရမ်းရောင်ကတော့ဟွာလေးပေါ့လေမုန်တိုင်းเนี่ยဆောင်းရမ်းကျန်းနေဟဲ့ဟိုမှာနောက်တဲ့lesson နမောင်းတစ်ခုထပ်လာမယ်လို့ထင်တယ်ဟေး lesson နမောင်းမပြောက်သေးဘူးလို့ထင်တယ်ဟာပြန်ပြီနောက်ထပ်တစ်ခေါက်ပြောက်လိုက်ပေါ်လာရင်အဲ့ lesson နမောင်းဆိုတဲ့ကောက်ပါလေအေးအဲ့အမျိုးရောအေးလေးပဲလာနေတာဟောဟိုဒီဘက်ကိုလာနေတာပြေးတာဟေးအနောက်ပြေးဘယ်လိုလုပ်မလဲရောင်ကြီးဘလို့ကြီးတော့လို့ကားမရတာတမျိုးကြီးကြည့်အောင်ကွာဘလို့ကြီးမှန်းကိုမသိဘူးကွာဟာတစ်ပင်နဲ့တိုက်သွားပြန်ပြီကားအချမ်းခံတယ်တစ်ပင်နဲ့တိုက်တာဘာမှဖြစ်ဘူးဟာကြီးအောင်ရေးလို့ဆိုတော့မြင်အေးကအခုမှဆက်လို့တာအိုးဟိုမှာပါအောင်ပြီဟိုအိမ်လေးပါသွားပြီဟိုအိမ်ပါသွားပြီတော်သေးတာပေါ့52မောင်းပျောက်သွားပြီကြာတယ်52မောင်းပျောက်သွားပြီတော်သေးတာပေါ့ရာဟိုကျွန်တော်လည်းသေတော့မှာဟိုမဟုတ်ပြန်ကြည့်ရတယ်မဟုတ်ဘူးပျောက်သွားပြီတော်သေးလို့ဒီတစ်ခါတော့အောင်မြင်နဲ့နော်ဟိုလိုသက်ရှင်နိုင်လိုက်တယ်ပထမတစ်ခေါက်ကဆိုလေမသိရနဲ့ဝင်တော့ကျိုးပဲဆိုပါတော့အားလုံးပဲအဲ့မျိုးနဲ့မဝင်ဘူးလီစင်တော့လည်းမကြည့်ဖြစ်ပြည့်အတွက်အားလုံးကျေးဇူးတင်ပါတယ်လို့ like and subscribe လေးနှိပ်ပေးကြပါ bye bye please like and subscribe